ဒါကျွန်တော်တို့ဒီစေးဆိုင်လိုင်စင်လျှောက်တဲ့ခါမှာလိုတဲ့အဓိကလိုတဲ့ဟာပေါ့နော်ကျွန်တော်စေတနာနဲ့ရှင်းပြပေးထားပါတယ်ပထမဆုံးကျွန်တော်တို့ကဒီစိုင်အကျယ်ဝန်းပေါ့နော်စိုင်အကျယ်ဝန်းဆိုပြီးတော့အလဲဘလောက်အနံဘလောက်ပေါ့နော်ကိုငှားထားတဲ့ဒီပုံဓာတ်ပုံနှစ်ပုံထည့်မှာပေါ့နော်နှစ်ပုံထည့်မယ်ပြီးလို့ရှိရင်ဒါနံပါတ်တစ်ခုချင်းစီမှာတစ်မှာဆိုရင်လည်းသူ့ဘာသူစာရလေးတစ်ခုပေါ့နော်ဖိုင်လေးတစ်ဖိုင်အဲ့လိုမျိုးဒါမှမဟုတ်ကလေးလေးနဲ့ကြိုက်ထားတွဲထားပါတော့နံပါတ်1ဆိုနံပါတ်1နဲ့ပတ်သက်တဲ့ဟာကလေးလေးနဲ့ကြိုက်ထား2ဆို2အဲ့လိုလေးကြိုက်ထားလို့ရတယ်ပေါ့နော်2မှာဆိုလည်းအဲ့လိုပဲပေါ့နော်အပူချိန်30ရောက်ထားရှိရင်ထင်းထင်းဆောင်ရမယ်အစီအစဉ်ဆိုပြီးတော့တာမိုမီတာ record တွေပါတယ်တရက်ကိုဘယ်နှချိန်မှတ်ထားရတယ်ပေါ့အဲ့ဒါမျိုး record လေးတွေကိုတာမိုဟိုက်ဒရိုမီတာ record ပုံလေးနဲ့ထားမယ်ပေါ့နော်ဟိုမှာနေအောင်ကာကွယ်အောင်ဘယ်လိုတွေလောက်ထားတယ်လိုက်ကားလေးတက်ထားတယ်အဲ့မျိုးပုံလေးတွေဓာတ်ပုံရိုက်ပြီးတော့ဒီဖိုင်နံပါတ်2အတွက်ကလေးလေးနဲ့တစ်ခါတွဲထားမယ်ပေါ့နော်ကိုချင်းရတော့ရောင်းရင်လည်းရောင်းတယ်မရောင်းဆိုလည်းမရောင်းဘူးပေါ့နော်နံပါတ်3ပေါ့နော်နံပါတ်4မှာဆိုရင်လည်းအဲ့လိုပဲဒီမှာဒါဥပမာပေါ့နော်ဒါဒီစိုင်စင်ပနစင်ထားတယ်ပေါ့နော်အလဲဘလောက်အနံဘလောက်မြင့်ဘလောက်ရှိတဲ့စင်2စင်ဆို2စင်3စင်3အဲ့လိုပုံလေးတွေနဲ့ရိုက်ပြီးတော့ပြပေးထားတာပေါ့နော်ဒါကျွန်တော်တို့စိုင်စဖွန်းတော့ကပုံပေါ့နော်ဒါအဲ့ဒါမျိုးလေးကျွန်တော်တို့လုပ်ခဲ့တဲ့ဟာကိုပြန်ပြီးတော့ရှင်းပြပေးထားပါတော့ဒီအနီအောင်စာတန်းလေးနဲ့ပြထားတာကဒါဟိုဒါလောက်ရမှာပေါ့နော်ပုံတွေထည့်ရဖို့ဟာပေါ့နော်ဆိုင်ရဲ့ဘေးဘက်ပုံoverview ပုံပေါ့နော်နံပါတ်5မှာဆိုလဲ OTCP1 ဆေးဝါးခွဲပြီးတော့ထားဖို့ပေါ့နော်ဟိုမှာစင်နေမှာဆိုရင်ကျွန်တော်တို့ P1 ဆေးဝါးဆို P1 ဆေးဝါးပြီးရင်နှလုံးနဲ့သွေးကြောဆန်ဆိုရင် cardiovascular drug အောင်ကျော်ဆိုလဲ neurological drug အရေးပြားနဲ့ပတ်သက်ရင်လည်း dermatological drug ဆိုပြီးတော့အဲ့လိုစတစ်ကာလေးတွေကွန်ပျူတာနဲ့မိတ္တူဆိုင်မှာထုတ်ပြီးတော့စတစ်ကာလေးစင်နေမှာကတ်ပေးထားတာပေါ့နော်အဲ့မျိုးပုံလေးနဲ့ထားရှိပါတယ်ဆိုတဲ့အကြောင်းပေါ့အဲ့တခုအဲ့တော့နံပါတ်6မှာဆိုလို့ရှိရင်ရက်ကွက်ထောက်ကန်စာတို့ဒီကျွန်တော်တို့ဆိုင်ရောင်းမဲ့လူရဲ့ဘွဲတို့မှတ်ပုံနေတို့ဒါတွေဒီအဲ့လေးရလည်းတွဲပေးထားမယ်နော်ကိုပိုင်ဆိုလဲကိုပိုင်ပေါ့အငှားဆိုရင်တော့ဒီအငှားစာချုပ်တွေပါအဲ့ရင်တွဲပေးထားပါမယ်လိုရလို့ရှိရင်တော့ကျွန်တော်ဒီ Viber မှာဒီစရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီစေဝါစရင်တွေပေါ့နော်အဲ့ brand name တွေအဲ့ဒါမျိုးပြင်ထားတယ်ဟာပေါ့နော်အဲ့ဒါလိုချင်လို့ရှိရင်တော့ကျွန်တော် Viber မှာလာပြီးတော့တောင်းလို့ရပါတယ်ဒါကတော့စေးဆိုင်လိုင်စင်6တဲ့ခါမှာလိုရတဲ့ဟာဒါကျွန်တော်တို့6တုံးကဟာအလုံးအပြည့်စုံကျွန်တော်တခြားဟိုလောက်ထားတာပေါ့နော်အဲ့ဒါမျိုးလိုချင်တယ်ဆိုရင်စရင်တွေကတော့ဒီ FD ရှောက်ဖို့အတွက်စင်းနေဆိုရင်ကျွန်တော်တို့ပြင်ထားတာရှိရပေါ့နော်လိုတာတော့ကိုယ့်ဘာကိုထပ်ဖြည့်လို့ရတယ်သူ format ရှိပြီးသားပေါ့နော် Excel format နဲ့လောက်ထားတာရှိတယ်အဲ့ဒါတွေဟိုတောင်းလို့ရတယ်ပေါ့နော်ဒီ Viber နံပါတ်မှာရတယ်အဲ့တော့ကျွန်တော်ဒီ P1 ဆေးဝါးရောင်းချတဲ့ဟာတွေပေါ့နော်အဲ့ဒါဆိုရင်လူနာမီဒါမျိုးအဲ့လိုမျိုးလေးလဲဖိုင်လေးတစ်ဖိုင်တည်တံ့ထားရတယ်ပေါ့နော် P1 ဆေးဝါးရောင်းချတဲ့အဝင်အထွက်စင်းတွေဘယ်ကုမ္ပဏီဘယ်ဟိုးဆေးကနေဝယ်တယ်ဆိုတဲ့ဟာလေးအဲ့မျိုး record ထားရတယ်အဲ့ဒါလေးတွေပါတွဲပြီးတော့တင်ပေးရတယ်ပေါ့နော်ကျွန်တော်တို့တော့ကအခုလဲလိုမှာပါဒါတွေကတော့အနီနဲ့ပြထားတဲ့ဟာတော့ကျွန်တော်ပုံလေးတွေတင်ဖို့ဟာပေါ့နော်မရှင်းတာရှင်းလဲမေးလို့ရပါတယ်ဒါကတော့ဆေးဝါးတွေဝယ်ယူတဲ့အခါမှာကျွန်တော်တို့ကတရားဝင်ကုမ္ပဏီဟိုးဆေးတွေကဝယ်တာပေါ့နော်အပြင်ကနေတင်လာရောင်းတဲ့ဟာတွေ register မရှိတဲ့ဟာတွေလုံးဝမဝယ်ဘူးပေါ့နော်ဥပဒေနဲ့မလွတ်တာကြီးပြဿနာတွေရှုပ်မှာဆိုလုံးဝမဝယ်ပါဘူးကျွန်တော်တို့လည်းအဲ့မျိုးဆိုတတိထားပါမယ်စေးဆိုင်စဖွင့်တဲ့အခါမှာဆိုရင်အဲ့မျိုးကြုံရတယ်ပေါ့နော်ကိုအဲ့နားလဲထားမှာကို registration မရှိဘဲနဲ့အဲ့လိုမျိုးလာပြီးတော့ရောင်းတဲ့ဟာတွေရှိရပေါ့နော်မယူပဲပြသားပြောလိုက်ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဟိုးဆေးဒီကုမ္ပဏီတွေရဲ့ဝယ်ထားတဲ့ဘောင်ချာတွေအဲ့ဒါတွေပါတွဲပြီးတော့ဟိုတင်ပြရတယ်ပေါ့နော်ကျွန်တော်တို့တုန်းကတော့မဖွင့်ခင်လျှောက်တာတော့မဟုတ်ဘူးပေါ့နော်ဆိုင်ဖွင့်ထားပြီးတော့ဖွင့်စဲမှာပဲသွားပြီးလျှောက်ထားတာပေါ့နော်တလားဝန်းကျင်လောက်ပေါ့အဲ့လောက်တော့ကြားတယ်ပေါ့ဆေးဝါးအပျက်စီးရှိမရှိစစ်ဆေးတာတွေပေါ့ expire date တွေ batch number ဘယ်လိုစစ်ဆေးရဆိုတဲ့ဟာတွေပေါ့နော် record book တွေအဲ့မျိုးဓာတ်ပုံလေးတွေထည့်ပေးရပါမယ်ပေါ့ပေါင်ချထည့်တာတွေသူချင်းနံပါတ်7မှာဆိုရင်လည်းဒီတက်တန်းလုံးဆေးဝါးတွေဘယ်လိုကာကွယ်မယ်ပေါ့နော်ဘယ်လိုဖြည့်ဆည်းမယ်ဆိုတာဒါအောက်မှာတော့မြန်မာလိုလေးရှင်းပြပေးထားရှိပါတယ်စီပီကျမရဲ့ဌာနလိုတွေနဲ့နံပါတ်7နဲ့73ပေါ့နော်အဲဒီရှိမယ်ပေါ့နော်ပြီးလို့ရှိရင်လိုအပ်တဲ့အဲဒီစေဝါ dress list ပေါ့နော်
ဖိုင်တွဲရမယ့်ဟာပေါ့အဲ့ဒါလိုချင်လို့ရှရင်လဲကျွန်တော်တို့ဒီအပေါ်မှာပြထားတဲ့ Viber နံပါတ်ကနေပြီးတော့တောင်းယူလို့ရပါတယ်เนาะအားလုံးအဆင်ပြေကြပါစေ